ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်းအောင်ခရိုင်မိုင်းမြို့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျင်းပပြုလုပ်တဲ့ဒို့အတူတူမဲပေးကြမယ်ဆိုတဲ့ခေါင်းစဉ်ဖြင့်အသိပညာပေးတော်ရှိဆွေးနွေးပွဲကိုယနေ့နေ့ပိုင်းကအဆိုပါရုံးရဲ့လူထုခြေပြုဗဟိုဌာနအစည်းအဝေးခန်းမမှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစာကြည့်တိုက်လက်ထောက်3ဒေါ်နန်းကောင်ကျောင်းနဲ့ဓာတ်ပုံကျွမ်းကျင်တဲ့ဦးကိုနိုင်တို့ကယခုလိုပဲဆွေးနွေးပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့နိုင်ငံဟာမကြာမီလာမီဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပပေးသွားမှာဖြစ်ပါတယ်ရှင်။ရွေးကောက်ပွဲနဲ့ပတ်သက်၍အသိပညာပေးတော်ရှိကျင်းပပေးသွားမှာဖြစ်ပါတယ်ရှင်။တို့အနာဂတ်တွေလှပဖို့တို့တွေအတူတူမဲပေးစို့ကျမတို့ရဲ့အနာဂတ်ဆိုတာလှပတဲ့ပကြီးကားတစ်ချက်လိုပဲဒီပကြီးကားကိုတယောက်တည်းဆွဲလို့မရဘူး။တို့အားလုံးရဲ့ဆန္ဒနဲ့အတူတူပုံဖော်ရမှာဖြစ်ပါတယ်။အားလုံးရဲ့မဲတပြားဟာလှပမှုအတွက်အရေးကြီးဆုံးအယောင်တစ်ယောင်ပါအဲ့ဒီလှပတဲ့အနာဂတ်အတွက်အတူတူပုံဖော်ဖို့တွားရမယ့်နေရာကမဲယုံပဲဖြစ်ပါတယ်ရှင်နိုင်ငံစစ်ဆက်တိုးတက်ဖို့တို့အတူတူမဲပေးစို့နိုင်ငံတော်ရဲ့စစ်ဆက်တိုးတက်မဲ့ခြေလမ်းတွေကိုစတင်ဖို့နောက်ပြန်လှည့်ကြည့်ဖို့အချိန်မရှိတော့ပါဘူးတိုးတက်မှုဆိုတဲ့အင်ဂျင်ကိုနိုးဖို့အတွက်တို့အားလုံးရဲ့မဲဆန္ဒကအဓိကလိုအပ်ပါတယ်တယောက်မကြမ်းအားလုံးအတူတကွမဲပေးခြင်းဟာနိုင်ငံရဲ့စွမ်းဆောင်ရည်နဲ့ညီညွတ်မှုကိုပြသသလိုဒီမဲတွေဟာအနာဂတ်ခိုင်မာမှုအတွက်အာမခံချက်လက်ဖြစ်ပါတယ်ရှင်။ဒါကြောင့်ဒီဇင်ဘာ28ရက်နေ့မှာတိုးတက်မဲ့အနာဂတ်အတွက်တို့အတူတူမဲပေးလိုက်ကြစို့နော်။တို့အတူမဲပေးကြမယ်နံပါတ်1ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက်ရွေးကောက်ပွဲမှလွဲ၍အခြားနည်းမရှိပါဘူး။နံပါတ်2ပြည်သူများလိုလားသည့်ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲဖြစ်တာဖော်ဆောင်နိုင်ပါသည်နံပါတ်3ဒီမိုကရေစီခိုင်မြဲဖို့မဲယုံသွားပြီးမဲပေးကြပါစို့နံပါတ်4နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဥဆောင်နိုင်သူရွေးချယ်ကြပါစို့ပြောကြားရင်းနဲ့ဆွေးနွေးလိုက်ရပါတယ်ရှင်ရွေးကောက်ပွဲမှာဒီပုံမကောင်းမွန်သောအနာဂတ်စီဆိုတဲ့ခေါင်းစဉ်ကနေကျွန်တော်ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်အပြောင်းလဲဆိုတာစောင့်မျှော်ရုံနဲ့ဖြစ်မှာလာပါဘူးကိုယ်တိုင်ပါဝင်ဖန်တီးမှသာတကယ်ပေါ်ထွန်းလာမှာဖြစ်ပါတယ်အားလုံးရဲ့မျှော်လင့်ချက်တွေရည်မှန်းချက်တွေပြေဝလာမဲ့ခိုင်မာတဲ့ဒီမိုကရေစီနိုင်ငံတော်တည်ရက်ကိုတည်ဆောက်ဖို့အတွက်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ဟာသမိုင်းဝင်အခွင့်အရေးတစ်ခုဖြစ်ပါတယ်ကောင်းကင်အောက်ကမြေပြင်ပေါ်မှာကျွန်တော်တို့ရဲ့ခြေလမ်းတွေကဒီမိုကရေစီခီးစဉ်ကိုစတင်နေပါပြီနောက်ပြန်လှည့်ဖို့မရှိသလိုဒီမိုကရေစီဆိုတဲ့အတိတ်ပဲကိုမဲယုံတွေကနေပဲအတူတကွဖော်ဆောင်ဖို့လိုပါတယ်မိသူတူတယောက်နဲ့စကားကူမှနားမထောင်ပဲနားမယောင်ပဲကိုယ့်ရဲ့ဆန္ဒကိုပဲယုံကြည်ပြီးတညီရဲသောအင်အားနဲ့မယုံစီကိုဥတီကာလက်တွေ့ဖော်ဆောင်သွားရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမိုကရေစီဆိုတဲ့အဆောက်အုံကြီးခိုင်မြဲဖို့ကျွန်တော်တို့ရဲ့ဥပေါင်းပါဝင်မှုကအခြေခံအုတ်မြစ်ဖြစ်ပါတယ်ခိုင်မာတဲ့အုတ်မြစ်ကိုချဖို့အတွက်စကလုံးတွေနဲ့တင်မရပါဘူးလက်တွေ့လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်ဒါကြောင့်တန်တရားတွေမရှိဘဲစိုးရိမ်စိတ်တွေချပြီးမဲယုံစီကိုတက်ကြစွာချီတက်ပြီးမဲပေးခြင်းဖြင့်ဒီမိုကရေစီအတွက်အသက်သွင်းကြရမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ဟာဆိုရင်မဲယုံတိုင်းမှာတို့ရဲ့အင်အားတွေကိုပြကာဒီမိုကရေစီခိုင်မြဲဖို့အတူတကွမဲပေးကြပါစို့လို့ပြောကြရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာတရင်ရိုက်ကူးပေးဖို့သူကျွန်တော်ကိုနိုင်ပါ